ကဲကျွန်တော်တို့ဒီရဲ့မြေကွက်လေးကိုရောင်းပေးပါမယ်ဗျဒီရဲ့မြေကွက်ရဲ့နေရာကတောက်ကြီးမျိုးနယ်ဣတာယာမျိုးပေါ့နော်တစ်ပင်ထောင်မိန်းလက်နဲ့အနီးဆုံးနေရာမှာရှိတယ်ပြီးလို့ရှိရင်ဒီနမ်ဟူချေးရွာထဲမှာရှိတဲ့ခြံခွက်လေးပဲဖြစ်ပါလေဗျဒီခြံခွက်ရဲ့ပေကြဆိုရင်ကျွန်တော်တို့ကပေတစ်ကွက်ကိုပေ40 60အကွက်စီရိုက်ပေးထားပါလေဗျစုစုပေါင်းကျွန်တော်တို့က15ကွက်ကိုကျွန်တော်တို့က5ကွက်လောက်ထပ်ပြီးဗျနော်ပြီးလို့ရှိရင်ကျန်တဲ့အကွက်ကလေးက10ကွက်လောက်ကျန်မယ်ဗျနော်ပြီးပဝန်းကျင်မှာလည်းကျွန်တော်ကရွာမီပေါ့နော်အိမ်တွေရှိတယ်မိတိုင်နဲ့ရောက်ပြီပေါ့နော်ချက်ချင်းဝေမှာချက်ချင်းအိမ်တန်းဆောက်နေလို့ရမယ်နေရာလေးပါနော်အခုကျွန်တော်တို့မြင်တွေ့ရတဲ့ဒီတက်တိုင်ပေါ့နော်မီကျိုးနဲ့ကျွန်တော်တို့ကရွာထဲမှာရောက်နေပါပြီဗျဒီရက်ပေတစ်ကွက်ကိုပေ40 60ဒီရက်မြေကွက်လေးကိုပါရှင်ခေါ်ဆေးရတော့တစ်ကွက်ကိုပေ40 60တစ်ကွက်ကို350ခေါ်ဆိုထားပါလေဗျပိုင်ဆိုင်မှုကကျွန်တော်တို့ဒီရွာမြေဆိုတော့ရုပ်ကစားချုပ်ဖြစ်ပါမယ်ဗျနော်တစ်ကွက်ကိုပေ40 60ခေါ်ပိုင်ရှင်ခေါ်ဆေးရ350ပေါ့နော်အရှော့တင်ကတော့ရှိမယ်ပြီးလို့ရှိရင်နောက်ထပ်အားတာချက်ကကျွန်တော်တို့ကငွေကြေးအစင်မပြေလို့လာဆိုင်ဆောင်ပေးလားဆိုတော့လာဆိုင်ဆောင်ပေးတယ်3လအရေးချနဲ့လာဆိုင်ပေးမှငွေသွင်းလို့ရပါလေဗျနမ်မှုကျွေးရထဲမှာရှိတဲ့မြေကွက်လေးပါဒီရဲ့နေရာဒီနမ်မှုကျွေးရထဲမှာရှိတဲ့ဒီရဲ့ပေ40 60မြေကွက်လေးကိုသဘောကျတယ်စိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ site ကိုအင်စီမစီဆက်တဲ့ပေးပါပါရှင်ခေါ်ဆေး350ကိုအရှုပ်တင်နေရှိမယ်3လအရေးချလဲလုပ်ပေးပါမယ်ဗျဟုတ်ကဲ့ဒီနေရာဒီရဲ့ခြံခွက်လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ site ကိုအင်စီမစီဆက်တဲ့ပေးပါခင်ဗျာ